ဝတရားအရာလောရမှာမျိုးဆက်ဆိုတာစိဆိုတာခြံခဲ့ရမှာ စီဟုတ်စီဆိုတာတစီတူတစီဆိုတာအဲချန်ခဲ့ ဘင်းလို့စိဆိုတာခြံခဲ့ရမှာ ချန်ခဲ့မှာဟုတ်တယ်စီ ဟုတ်ပါကော်ဖီဆိုလို့ဆိုဘင်းကော်ဖီဘင်းကော်ဖီစိပေါ့စိဆိုလို့ရှိရင်လည်းအတူတူပဲအင်္ဂလိပ်တူပဲစိဆိုလည်း အဲ့လိုပြောနေလို့ငါမကြိုက်ပါဘူးဒီမှာနေ ငါလုံးမကလေးနည်းနည်းမှမှုတ်မရဘူး မမုန်းနဲ့မုန်းနဲ့တကယ်ကြီးမ ဒီထားပါတော့အစိပေါ့ကမျိုးစိပေါ့မျိုးဆက်ပါ ဟုတ်စက် မုန်းနဲ့ဆိုတာနားမလဲလို့ပါပြီးမဟုတ်လို့ရှိရင်မြို့ကောင်းနေဘယ်လိုတုံးဆိုမြင်းနေရလန်ထားရဖြစ်နေမှာဆိုလို့ ။ညဖေးများနဲ့ငါအကြောင်းသားညံတော့ ငါအားတာက ဟောသိတယ်မင်းပြင်ငါလူတန်းသိတယ်ငါအကြောင်းသားညံတော့ဒါပေမဲ့ငါအခုချိန်မှာငါဘလို့မုတ်ချင်တယ်ကွာဘလို့ခါရင်မုတ်ပြရ အားငယ်တယ်လို့ပါ ။ တကယ်ပြောတာတကယ်ကြီးအဲ့လိုသူနိုင်မဟုတ်ငါလည်းမဟုတ်ချင်တာပေါ့ဟာ ငါဥမာပေးရမဟုတ်ငါဥမာ ဟုတ်တာမဟုတ် မဟုတ်ငါတကယ် ဟုတ်တယ်ကြောင့် ငါဥမာပေးပြီလားဟုတ်မကွာဘာမှစာမတက်တဲ့ကောင်တွေမယ်ဆရာကြီးလှုပ်ချင်တယ်မင်းတို့ကောင်တွေဒီလောက်လေးတော့တက်မှာပေါ့ငါပြော practice စင် practice လို့ လာလည်းမကြောက်ပြိုင် practice ပြောရင်ကဲ ကဲသူလာတော့မှာ ဖုန်းကြီး Facebook သုံးမယ်စာဟိုအလုံးမယ်စာဒါလေးလို့ ဘုရားနဲ့ဆိုင်ဘုကငါဘယ်လိုကြွားမှာနေသနာတကယ်ကြီးမင်းဘာတော် အမစာဝါဝဲကဘိုင်းအန်ကြီး တော်တော်ဝေးပါရဲ့ဒါငါ့ဆောတာပါအဲ့တလီကနဲ့မตาသွေးတာဒါကြောင့်သိတယ်ဒီတော့တိလာတလီကနဲ့ဒီဒါပေမဲ့ငါဖျားလို့ရတယ်တလီကနဲ့သူမြတ်ပြလို့ဆောဝဲပဲသိခဲ့တာတလီကနဲ့လဲဆောမသုံးဘူးသွားပြတာပါ ငါလည်းတော့မအောင်တိုက်တယ် အဲ့နဲ့ငါဆောင်ငါပြမယ်သူသွားမယ်သူသွားမယ် notice ပေါ်တယ်ငါလာပြီ ။ तू ကငါလုံးမအဲ့ကောင်ပဲခိမနေအောင် ကလေးနေရတော့ရနေရကမလေးနေတော့တို့ကလာတယ်အခုဖြစ်ပေါ်ပါလေအိမ်တော်လေးတားဆုံးနာရန်တော်တယောက်ငိန်တာဟောမှာငယ်လေးကမှလက်သိမ်းမှမတန်နဲ့ဝိနေတာလူတွေရမယ်ဟောတော့မနေကြည့်နဲ့ဟာပါတယ်ဆန္ဒမှမတန်နဲ့ဝိနေတာပဲဒီကနေ့မှမတန်နိုင်နဲ့ ကိုမျိုးမ အာ ထား ကိုမျိုးဆိုမယ်ဟိုတော်တန်တစ်ချက်ကိုဝင်တာကြီးပဲကွာဘယ်ကမှမတန်နဲ့အိမ်တော်လေးဒီမှာဆိုရန်တော်တယောက်နေနေငိန်နေရန်တော်နေနေငိန်ကျွန်တော်ကငယ်လေးလည်းမတန်နဲ့ဒီကငိုးတော့နေမလေး ဝိနေတာ ဝိနေတာပဲ